welcome to my video အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဟိဆက်ကတကြံအချက်နေ့မှာဘယ်လိုဖြတ်တန်းခဲ့လဲဆိုတာကိုဗီဒီယိုလေးလာပြီးတော့တင်ပြရဖြစ်ပါတယ်ဟိဆက်တို့မနက်ပိုင်းမှာဘုန်းကြီးကျောင်းနေပေါ့နော်အများကြီးကိုတက်ခဲ့ပါတယ်အခုကတော့ဟိဆက်တို့ရွှေဘုံပွင့်ကိုသွားနေရပဲဖြစ်ပါတယ်ဟိဆက်ပေါ့နော်ဗီဒီယိုလေးတွေကိုနည်းနည်းပါးပဲရိုက်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကတော့ဟိဆက်တို့ရွှေဘုံပွင့်ကိုသွားနေတာပါမဟုတ်ဦးရောက်ပါပြီရှင်ကားတွေလည်းလုံးဝအများကြီးပဲပေါ့နော်ဒါတွေလည်းလုံနေပေါ့နော်ပြီးတော့ဟိဆက်တို့ဖုန်းကြောင်းနေတက်ခဲ့ပါတယ် never ပဲဟိဆက်ရိုက်ဖြစ်ခဲ့ရပေါ့နော်တက်ခဲ့တဲ့ဖုန်းကြောင်းတွေကတော့အများကြီးပဲပေါ့နော်ပြီးတော့ဟိဆက်တို့ဒီမှာပတ်စံလေးတွေလည်းဝင်ထည့်ခဲ့တယ်ဖျားတွေလည်းဝင်ဖူးခဲ့ပါတယ်ပြီးတော့စတူဒီတာတွေလည်းစားခဲ့ပါတယ်ပြီးတော့ဒါကတော့ကိုယ်တိုင်ဝယ်စားခဲ့တဲ့ချင်းမောင်းလေးပါဒါကတော့ဟိဆက်တို့နောက်တစ်ချောင်းပေါ့နော်ဒါကတော့ဟိဆက်အပြန်လေးပဲရိုက်ဖြစ်ခဲ့တယ်ပေါ့နော်ဒီကျောင်းကအကျယ်ကြီးပဲပေါ့နော်သူကရွှေထွေးကုန်းထဲမှာရှိတာပေါ့နော်ရွှေထွေးကုန်းထဲမှာနေတဲ့သူဆိုရှင်သိမယ်ထင်တယ်ပေါ့နော်ဖုန်းကျောင်းနာမည်ကတော့ဓမ္မလင်္ကာပေါ့နော်ဒါကတော့ဟိဆက်တို့မုံတဝကူပေါ့နော်မုံတဝကူဒီရဲ့မုံတဝကူကကြတော့သူကနည်းနေလန်းကလေတိတ်အစင်မပြေခါကြတော့ဖုန်းကျောင်းတက်တဲ့သူတော့နဲတယ်ပေါ့နော်ဒီလိုနေရာလေးတွေနည်းနည်းလေးတက်ပြီးမယ်ဆိုရင်တော့ပိုဆင်ပြေပေါ့နော်3ဦးလောက်ပဲရှိရပေါ့နော်ဖုန်းကျောင်းတက်တာလေဒါကတော့ဟိဆက်တို့ဂူကိုဟိဆက်တို့တက်နေတာပဲဖြစ်ပါရှင်ဒါတော့ကိုအထဲလေးတွေပေါ့နော်အဝနာလောက်ပဲဟိဆက်ရိုက်ပြပေးထားရပေါ့နော်အထဲအထိဆိုရှင်ဒါအသက်ရှူကျက်တယ်ပေါ့နော်ပြီးတော့ဟိဆက်တို့နေ့လယ်ပိုင်းဖက်ကြတော့ရေဘက်ခံထွက်ကြပါတယ်ကဲဒါကတော့တောင်ကြီးရဲ့ပေါ့နော်မန်တက်တွေပါရှင်ဒီဘက်ခံကတော့ဟိဆက်တက်ထွက်တယ်ပေါ့နော်ဒါကတော့ဟိဆက်ဒီတိုင်းပေါ့နော်ဖုံးချောင်းအပြန်ကြိုင်းလေးပဲလို့တွေ့တာပေါ့နော်တွေ့တဲ့ဟာလေးနဲ့အလိုလေးရိုက်ထားတာပါရှင်တောင်ကြီးကတော့အရန်စီပါတယ်ဒီမှာပေါ့နော်မန်တက်တွေအများကြီးပဲဒါတော့ဟိဆက်ပေါ့နော်နည်းနည်းပါးပဲရိုက်ထားတာဖြစ်ပါရှင်ဟွာလီဆိုင်ကယ်နဲ့ရေဘက်ခံထွက်တဲ့ချိန်ရိုက်မယ်ဆိုရှင်ဖုံးရေဆိုမှကြောက်လို့ပေါ့နော်အားကြောင့်မလို့ဟိဆက်ကအဲ့ဒီဖုံးချောင်းအပြန်မှာဒီတိုင်းတွေ့တဲ့ဟာလေးကိုပဲနည်းနည်းပါရိုက်ခဲ့တာပေါ့နော်ရေဘက်ခံတော့တက်ထွက်ပါရှင်အခုကြည့်နေတဲ့ပရိသတ်ထဲမှာပေါ့နော်ဟိဆက်ရိုက်ထားတဲ့ view ထဲမှာပေါ့နော်ပါနေလို့ရှိရင်လေအခုလိုပေးကြပါပေါ့နော်ဟိဆက်ကဒီအကုန်လုံးပါစီချင်းလို့ရိုက်လိုက်တာဖြစ်ပါရှင်ဒါဆိုရင်တော့အားလုံးပဲ bye bye subscribe လည်းလုပ်ခဲ့ပေးအောင်နော်